ပါရွှင်ဒီခွေနာရွှင်နဲ့ရွှင် ဇလောကောက်တိမ့်ပိုက်မဲ့ကျွန်တော်တို့ရဲ့ဘနာနာ လေရွှင် ဟိုကောင်နဲ့ဆိုင်ရင်သူ့ကိုကျွန်တော်တို့အားပေးရမယ် ရွှင်ခုံးရွှင်ရှစ် ဘာကြောင့်လဲဆိုတော့သူ့ရဲ့စူးစမ်းမှုကိုတော့အတိမတ်ပြုရမယ်ကျုံချွေးတွေကိုနဲ့တယ် လောက်ပြစ်ဆရာရွှင်ရွှင်ဒီနဲ့ရွှင်နဲ့ ပေါ်ပင်လုံနေတာမဟုတ်ဘူးတကယ်လုံနေတာ လောက်ရွှင်လေးတဲ့ရှော့ရွှင်နာတဲ့ဒီဆိုတော့ရွှင်ရွှင်ကရှစ်ရွှင်ခုံးရွှင်ရှစ်ကညာဟိုင်းရွှင်နာမှာရွှင်ဒီရွှင် ကောင်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့ banana fan တွေတိုးလာတယ်ဆိုတာသတိထားမိလားโอเคအဲ့တော့အားပေးဖို့ရပြင်ထားကြ